အခါမှာဆိုရင်တဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့အကြောင်းသင်ကြမှာဖြစ်တယ်တဘာဝအရောဒါမှလူတွေကကြောင့်ပြုလုပ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်တွေအကြောင်းသင်ကြမှာဖြစ်တယ်အဲ့တော့အဲ့ဒီသင်ကြတဲ့အခါမှာဆိုရင်ဒီလိုဒါကစားလေးဖြစ်ပေါ်လာခင်မှာဆိုရင်ဒီနီးပညာနဲ့ခံမှန်းရတယ်။နီးပညာနဲ့ဘယ်လိုခံမှန်းလဲခံမှန်းတဲ့အခါမှာဘယ်လိုတတိလေးအချက်လက်လက္ခဏာတွေဖြစ်ပေါ်လာတယ်ဆိုတာကိုလည်းပဲအရင်လိုသိရှိနိုင်တယ်။အဲ့လိုဘယ်လိုအချက်လက်တွေကဆိုရင်ဘယ်လိုတဘာဝဘေးအန္တရာယ်အတွက်ဖြစ်ပေါ်နေနိုင်လဲအဲ့ဒါကိုခံမှန်းဖို့အတွက်လည်းဒီအခါမှာသင်ကြမှာဖြစ်တယ်။ Disaster. In this chapter, you will review disaster. Both are nature and those caused by human activity. You will also review some of the sickness that fall one us of the many disasters and look at technology development which have allowed more precise monitoring and recording of warning signs.ဖြစ်ပေါ်လာတဲ့ဘေးဒုက္ခတွေဒါမှမဟုတ်ဘေးအန္တရာယ်တွေကဆိုရင်ဥပမာပရိဖြစ်ပေါ်လာတယ်ပရိယောဂဖြစ်ပေါ်လာတယ် epidemic တွေလူများစွာပြေဆုံးနိုင်ဖြစ်ပေါ်လာတယ် drought ဆိုတာဆိုရင်မိုးခေါင်ရေရှားတာတွေဖြစ်ပေါ်လာတယ်အကွေငင်းပြုတ်ပြီး strong မိုးလေမုန်တိုင်းတိုက်တာတွေ flood ရေကြီးတာတွေဖြစ်ပေါ်လာတယ်စက်တင်ဘာ18နဲ့1985မှာဆိုရင်Mexico CDO မှာregister ဒီ 8.1 ရှိတဲ့ဒီငင်းတိုက်ခတ်ခဲ့တယ်နောက်တစ်ခါနောက် register phase 7.5 ရှိတာတက်လိုက်တယ်အဲ့တော့တိုက်တဲ့ခါမှာဆိုရင်လူပေါင်းက9200 9500နဲ့ဆွဲဆောင်ရောက်ပြီးတော့မှ4000တန်ရတယ်နောက်ပြီး3000တထောင်ကအိမ်နဲ့ရမယ်ဖြစ်သွားတယ်January 3000နဲ့ဝါမှာလည်းပဲဒီလိုပူဇော်တဲ့အိန္ဒိယမှာ register phase 7.9 ရှိတဲ့ငင်းလှုပ်သွားတဲ့အတွက်ဆိုရင်လူပေါင်း2000ကိုပြေးသွားတယ်အဲ့ဒီခါမှာဆိုရင်နောက်ဆုံးပထမပြေးရဆိုတာ2000ခါမှလည်းဒါပေမဲ့တကယ်ပြေးတာတော့ထောင်သိန်းနဲ့ချီပြီးတော့ပြေးတယ်ထောင်ရာပေါင်းများဆိုတော့သိန်းနဲ့ချီပြီးတော့ပြေးတယ်အဲ့ဒီခါမှာဆိုရင်အဲ့ဒီဒီကကြားတဲ့ငင်းကြီးဖြစ်ပြီးတဲ့ခါမှာဆိုရင်နောက်ထပ် which is key 5.9 ရှိတဲ့ထပ်ပြီးငင်းပြီးထပ်လှုပ်တာတွေလည်းကြုံတွေ့ရတာဖြစ်တယ်ဒါဘာလို့လဲသဘာဝဘေးအန္တရာယ်အကြောင်းကိုအကြီးဆုံးသိကြရင်ဖြစ်တယ် Nature disaster include plagues, epidemics, drought, earthquakes, storms and floods. On September 18 and 1985, 2 earthquakes hit Mexico City. One registered in 8.1 and the second registered in 7.5 on the register phase. The earthquake killed 5.26 people, injured 40,000 and left 31,000 homeless. In January 2001, devastating earthquakes measuring 7.9 on the Richter scale hit Gujarat, India. Early estimates gave the death toll as 22,000, but later estimates suggested a toll in the hundreds of thousands. A series of aftershocks measuring 5.9 on the Richter scale were also recorded.ဒီကနေ့ပြုလုပ်တာနဲ့ပတ်သက်လို့ဖြစ်ပွားတဲ့လူတို့ဘေးကနေရည်လူတွေနဲ့ဖြစ်ပွားတဲ့ဘေးကနေရည်ကြတော့ပါလဲဆိုတော့မီးလောင်တာတွေရေချောင်းဆိုင်ရာအန္တရာယ်တွေနျူကလ িয়ার စက်မှုလက်မှုဆိုင်ရာမတော်စားဖြစ်မှုတွေလေလံပြက်ကြတာတွေရထားတိတ်ပေါက်တာတွေအဲ့ဒါတွေကလူကြောင့်ဖြစ်ပေါ်တဲ့ဘေးကနေရည်ဖြစ်တယ်1984မှာဆိုရင်အိန္ဒိယနိုင်ငံပေါ်ဘဲမြို့မှာဒီယူနီယံကာဘိုက်လူညာကောင်းတမ်းမြေဩဇာဆက်ယုံကနေပြီးတော့ပေါက်ဝဲမှုဖြစ်ပေါ်တဲ့အတွက်အစိမ့်ဝေတန်းငွေတွေမီတိုင်းအိုက်ဆိုဆိုင်လိုက်ဆိုအစိမ့်ဝေတန်းငွေတွေထွက်လာတဲ့ခါမှာအဲ့ဒီလူတွေကဆိုရင်2000ပြေဆုံးပြီးတော့လူ2000ပါဆိုရင်ဒဏ်ရာရရှိတယ်အဲ့ဒဏ်ရာရရှိရလေအများအားဟိုမတမ်းဆွမ်းပြအောင်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်1988မှာဆိုရင်ဒီလို Lockheed Scotland မှာလေယာဉ်ကိုပြန်နေတော့မှဒီဘုံပေါက်ကွဲတယ်ဘုံပေါက်ကွဲ
တဲ့အတွက်လေပေါ်မှာရှိတဲ့လူ256ယောက်နဲ့ရေပေါ်မှာရှိတဲ့လူ17ယောက်သေဆုံးခဲ့တယ် So disasters are associated with the human activity. Disasters associated with the human activity include fire, maritime disasters, nuclear and industrial accidents, aircraft and rail accidents. In 1984, in Barbados, India, the explosion of the Union Carbide pesticide plant resulted in the escape of poisonous gas, methyl isocyanate. The explosion and the gas killed at least 2,000 people and left more than 20,000 injured, many of them permanently. In 1988, a terrorist bomb exploded above a mid-air flight from the Lockheed, Scotland, killing all 256 people on board and 11 people on ground. ဒီအလေဒီကတော့ဘာလဲဆိုရင်တဘာဝနဲ့လူတွေနဲ့ပြုလုပ်တာကြောင့်လည်းပေါင်းစည်းတာလည်းဖြစ်တယ်ဥပမာဖြင့်ထုံနဲ့မုံတိုင်းတွေနောက်ပြီးသင်္ဘောပြိုခွဲတာတွေနောက်ပြီးတော့ဒီရှော့ပြိုကြတာတွေတချို့တော့အန်ဒီရိုဖြစ်မှုတွေအားဆိုရင်လူနဲ့ဒီလိုတဘာဝနဲ့ပူးပေါင်းထားတဲ့ဒီဘေးကနေဖြစ်ကြတယ်1983နဲ့88မှာအီသီယိုးပီးနဲ့ဆူဒန်မှာဆိုရင်လူပေါင်းတစ်သားပြေဆုံးခဲ့တယ်။ဘာကြောင့်လဲဆိုတော့မိုးခေါင်ရေချမှုနဲ့ပြည်တွင်းစစ်ပွဲကြောင့်မိုးခေါင်ရေချမှုကတဘာဝပြည်တွင်းစစ်ကလူတွေလုံးလို့အဲဒီနှစ်ခုပေါင်းပြီးတော့လူပေါင်းတစ်သားကျော်ပြေဆုံးခဲ့တယ်။ Some disasters are combination of nature and human activity. The source, shipwrecks, landslides, and some accidents are disasters where nature and human activity have combined. Between 1983 and 1988 in Ethiopia and Sudan, more than 1 billion people died in famine that resulted from drought and civil war. အဲ့ဒီကြောင့်ဒီလိုပြည့်စည်တာတွေဒီသဘာဝဘေးအန္တရာယ်တွေကြောင့်မလို့ပြည့်စည်မှုတွေထိခိုက်မှုတွေကိုလျှော့ချဖို့အတွက်ဒါဆိုရင်ကြိုတင်ပြီးတော့ခံမှန်းတဲ့နည်းပညာတွေအသုံးပြုရတာဖြစ်တယ်။ဒါကြောင့်မလို့ပထမချက်ကဘာလို့လဲဆိုတော့အဲ့ဒီသဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်မှုကိုပို့ပြီးတော့လေနားလည်လွယ်တဲ့သူတွေသာပြုဖို့ပြောပါဖြစ်တယ်။ဥပမာဖြင့်ငရင်ကိုလေ့လာမယ်လေ့လာပြီးငရှင်ရောက်သူတို့ကြောင့်ဘလို့အကျိုးဖြစ်တယ်ဆိုတာကိုလေ့လာမှာဖြစ်တယ်။အဲ့တော့အဲ့ဒီငရင်ဖြစ်ပေါ်လာတဲ့ခါမှာဆိုရင်ဘယ်လောက်ကြီးတယ်ဘယ်လောက်ဖြစ်ပေါ်လဲဘယ်လောက်ကြာမကြာတာဖြစ်ပေါ်လဲဆိုအဲ့ဒါကိုလေ့လာမှာဖြစ်တယ်။နောက်ပြီးတော့လည်းချုံမုံမီးလောင်တောမီးလောင်တာတွေရဲ့သဘာဝကိုလည်းလေ့လာတယ်အဲ့ဒါကဘာလဲဆိုရင်ဒီဖြစ်ပေါ်တဲ့ဒီလိုသဘာဝဘေးအန္တရာယ်တွေကိုပို့ပြီးတော့နားလည်အောင်လေ့လာတဲ့သူတွေသာပြုလို့ဖြစ်တယ်။ Techniques employed to reduce incidents or damage and to monitor disasters in the future include research to develop a greater understanding of disasters. For example, the study of earthquakes and their effects, where they occur, how big and how often, and the study of nature of bushfires.